လင်းအားအခု808 hair salon မှာကာဗွန်နိတ်ဝါတာနဲ့ခေါင်းလာလျှော်တာပါကာဗွန်လိတ်ဝါတာနဲ့ခေါင်းလျှော်ပေးမယ်မလျှော်ခင်ကိုဥယျာဉ်ရဲ့အခြေအနေကိုကျွန်တော်ဘယ်လိုဖြစ်နေရဲဆိုစမ်းတက်ပေးမှာပေါ့နော်နောက်ပြီးအခုမန်တင်ရဲ့စပင်လေးကနည်းနည်းကျွတ်လဲကျွတ်တာပေါ့နော်တကြင်အရင်တောင်းကျန်းတာဟုတ်တယ်ဆရာလိုအပ်တဲ့ treatment လေးလုပ်ပေးပါဆရာ အခုဒီဆက်ကAN စနစ်ပါပေါ့နော်ဥယျာဉ်ရဲ့အခြေအနေအကုန်လုံးကပြပေးတယ်ဒါမဲ့ဆိုဒီဟာလေးနဲ့ကျွန်တော်စစ်ပေးမယ်နော်ဟုတ်ကဲ့ဆရာကောင်းလျှော်တာမနေ့ကလျှော်ထားတနေ့ရဆရာတနေ့ရနော်ဒါမဲ့ဥယျာဉ်အခြေအနေကဘယ်လိုလဲဆိုတော့ကျမ်းမာရယ်ဒါမဲ့ဒီစပင်ပေါက်တဲ့ဒီချွေးပေါက်လေးပေါ့နော်ချွေးပေါက်လေးအစီခဲနေနေလေးပဲရှိရပါတော့နော်ဟုတ်ဒါမဲ့ကောင်းတဲ့ထက်မှာပါတယ်ဒီမှာလေးဒီဟာပေါ့ဒီဟာကအဒီတန့်ရှင်းမှတော့ပွင့်နေရမှာဟုတ်ကဲ့ဆရာဒါလို့ပြီးရနည်းနည်းကြည့်လိုက်မယ်နော်နည်းနည်းလေးပဲအစီရှိတယ်အနေလေးကစပင်မြင်တယ်ချွေးပေါက်ကမမရဲ့ချွေးပေါက်တွေကပုံမှန်ပြောရင်အကုန်လုံးကနည်းနည်းလေးကျင်းတယ်ချွေးပေါက်မကျင်းဟုတ်ပြီအဲ့ဆိုမအခုဆမ်းပြီးလို့ရှိရင်ဥယျာဉ်ရဲ့အခြေအနေကဒီမှာရိုက်ထားတဲ့ဟာပေါ့နော်အဲ့ဆိုဒီဟာကချမ်းမာရဲ့ဥယျာဉ်ပေါ့နော်ကျမ်းမာရဲ့ဥယျာဉ်ကအဓိကဘာဖြစ်ရမလဲဆိုတည့်ရဒီစပင်ပေါက်တဲ့ချွေးပေါက်လေးကသူကပွင့်နေရမှာလေလားဟုတ်အခုမဟာကသူကစီခဲလေးနည်းနည်းလေးတိတ်တယ်အမေတို့ခဏနေကျွန်တော်ကာဗွန်လိတ်ဝါတာနဲ့ဥယျာဉ်ထူမဲ့လုပ်ပြီးလို့ရှိရင်ပြန်ပုံလေးကိုပြန်ရှင်းကြည့်လိုက်နော်ဟုတ်ကဲ့ဆရာဟုတ်အမေတို့လက်โอเคဟုတ်ပြီဒီမျိုးဒီနေ့ကမှလင်းကဒီကာဗွန်လိတ်ဝါတာနဲ့လျှော်ပေးမှာပေါ့နော်ဟုတ်ဆရာဒီဆက်ရတွေ့အားသာချက်ကပါရှိတယ်ဆိုတော့ဒီ CO2 အောက်ဆီဂျင်နဲ့ဒီဆက်ထဲကိုဝင်ပြီးရှိရင်ရေတက်ကိုတက်ပြောင်းပေးတာပေါ့နော်ဟုတ်ပြောင်းပြီးလို့ရှိရင်ဒီဥယျာဉ်ကိုကလင်းစင်းလုပ်ပေးတာသူကနောက်ပြီးသူ့ရဲ့ကောင်းတဲ့သူကနှစ်ခုရှိတယ်ဒီတစ်ခုကသူကဥယျာဉ်ကိုကလင်းစင်းလုပ်ပေးတယ်ဒီတစ်ခုဆိုသူကကာဗွန်လိတ်ဝါတာထွက်တာပေါ့နော်ဒီအတွက်ကဘာကောင်းလဲဆိုဥယျာဉ်ချွေးပေါက်ရဲ့တွေးလည်ပတ်မှုတွေကောင်းတယ်နောက်ပြီးဥယျာဉ်ကအနာဖြစ်နေရလို့လေဒီရေကလုံးဝဘိုးတက်ပြီးတဲ့သဘောနော်အဲ့ဟာအနာလေးကြက်အောင်အနာမြင်မြင်ကြက်အောင်လေဒီဟာကုပြီးရနောက်ပြီးစပင်ကျွတ်တာလို့ဥယျာဉ်စီရင်ထွက်တဲ့လူလေဒီကောင်လည်းအရင်တင်တော့အဲ့မဲ့ဆိုနောက်ပြီးဒီဆက်တယ်သူကမဆက်ပါရဲ့နော်ဒီဟုတ်လားဆရာဟုတ်တယ်ဟုတ်ပြီနော်โอเคဒီဟာကအတိအဒီဥယျာဉ်ကိုတန့်ရှင်းတာဒီမှာရေချီလို့ရမရေဆိုရင်ဟာအဲ့တော့ခဏနေနောက်တစ်ဆင့်လျှော့ရင်ကရေကချီသွားအခုတော့ရေလုံးဝချီခက်နေပဲအခုလေခဏဘာမှမရှိတော့ဆရာလာဒီဥယျာဉ်တဲ့ဥကောင်းမှာရှိတဲ့ရှိတဲ့ရှိတိုက်တဲ့ဒါပုံမှန်ပြန်ဖြစ်သွားတာပေါ့နော်ဟုတ်တယ်တလားဘယ်နဲ့စိန်လောက်လို့ရင်ကောင်းပိုထိရောက်တယ်လားဆို3ချိန်လောက်ဆိုရပါတယ်အပြည့်ရှိခဏဆိုတော့သူကပိတ်နေလေမရှိတဲ့ဟာဆိုဒီဟာဆိုနှစ်ပင်ပွင့်သွားရတာအစဆုံးတော့ဒီဟာတွေကဒီလိုပိတ်နေကာဗွန်နိတ်ဝါတာနဲ့ခေါင်းလျှော်လိုက်တဲ့အခါမှာစပင်ဥယျာဉ်မှာပိတ်ဆို့နေတဲ့အစီတွေပြီးတော့အညစ်အကြေးတွေအားလုံးလည်းဖယ်ရှားလိုက်တယ်ပြီးတော့စပင်လေးကလည်းအမြဲတမ်းမှတွက်လက်ပြီးတော့ပုံလေးလည်းထူတာပြပါပါတယ်အဲကြောင့်လည်းမှာကာဗွန်နိတ်ဝါတာနဲ့ခေါင်းလာလျှော်ဝင်မရအောင်နော်